ဒီနေ့တော့မိကုံးလေးပြရမှာကငပိနဲ့ငပိဒီငပိနဲ့ဒီငပိဘယ်စလုံးမောကမှန်ပါတယ်လေတဲ့ဆိုတော့ကဘယ်ကမှန်ပါတယ်လို့တန့်ဖြေလိုက်ပြန်လို့ရှိရင်လေအရင်အမြစ်ကိုမသိတော့ပြန်မှားတတ်ပါတော့မလို့အရင်မြစ်ကလေးလည်းသိသွားအောင်ဆိုပြီးတော့ရှင်းပြပေးပါစလုံးပေါင်းနဲ့အတန်တော့မြန်မာစကားမှာရေးတော့အမှန်ဖတ်တော့အတန်ဆိုတဲ့ဆိုလိုစကားရှိပါတယ်နမူနာလေးကြည့်တယတိကလေးတယ်လို့ရေးထားရင်တယတိကုလာတီလို့ရေးထားရင်တယတိကလေးတယ်လို့ဖတ်ရပါတယ်။မှတ်ချက်အနေနဲ့တော့ဒီကုလာတီဆိုတာကအေးရလူမျိုးများရဲ့ပြုလုပ်နည်းအတိုင်းပြင်ဆင်ထားတဲ့စားစရာတစ်မျိုးကိုအစွဲပြုခေါ်တဲ့အသုံးအနှုန်းဖြစ်ပါတယ်။ဒါမှမဟုတ်သူကုလာတီလို့သူ့ရဲ့မူရင်းအရင်အမြစ်ကကုလာတီဖြစ်သွားတာပါ။အိန္ဒိယလူမျိုးများရဲ့စားဝယ်တောက်ဝယ်လှုပ်ရှားတဲ့ပစ္စည်းပေါ့လေလှုပ်ရှားတဲ့စားစရာပေါ့လေအဲ့ဒီစားစရာဖြစ်နေတဲ့အတွက်ကြောင့်သူကရှီးရင်းဤအတိုင်းကုလာတီဆိုပြီးတော့ရှီထုတ်အတိုင်းဒီလိုရေးပါတယ်ဟုတ်ပြီအဲ့ဒါကိုအတန်ထွက်ကိုရေးတဲ့အခါကျတော့ကလဒေလို့ရေးပြပါတယ်အတန်ထွက်ကိုရေးပြမယ်ဆိုရင်ဒါပေမဲ့အဲ့ဒီကလဒေကိုသွားပြီးတော့ဒါဒီလိုပဲရေးရတဲ့စလုံးပေါင်းအမှန်တော့သွားမရွာပါဘူးဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့မူရင်းအနဲ့မဟုတ်လို့ကလဒေဆိုတာအတန်ထွက်ပဲရှိပါတယ်မူရင်းအနဲ့မဟုတ်လို့ကောမီစပြီးရှင်းပြပါဦးရေးတော့အမှန်ဖတ်တော့အတန်ဆိုတဲ့ဆိုစကားအတိုင်းအောက်ကစကလုံးတွေရဲ့စလုံးပေါင်းနဲ့အတန်ထွက်ပုံကိုတစ်ချက်လောက်ရှုပြီးပါစလုံးပေါင်းအမှန်နဲ့အတန်ထွက်ပုံစလုံးပေါင်းအမှန်ကတွန်းအောင်စလုံးနဲ့ရေးထားပါတယ်အတန်ထွက်ပုံကတော့အပြာရောင်စလုံးနဲ့ရေးထားပါတယ်ဒါတော့စလုံးပေါင်းအမှန်မှာဘူးရလို့စလုံးပေါင်းထားတာအမှန်ဖြစ်ပြီမဲ့အတန်ထွက်တဲ့အခါတော့ဖရလို့အတန်ထွက်ပါတယ်စလုံးပေါင်းအမှန်ကဘုံကြီးလို့အမှန်ရေးထားပြီမဲ့အတန်ထွက်တဲ့အခါဖုံးကြီးလို့အတန်ထွက်ပါတယ်အဲ့ဒီဖုံးကိုမြင်တဲ့တိုင်းဖောက်အုပ်တို့တထောင်ကနတ်တော်ဥစ္စာနှလုံးပေါက်ဖုံးဂါငယ်ရပိလုံးကြီးစံခဥစ္စာနှလုံးပေါက်ကြီးဖုံးကြီးလို့အတန်ထွက်ပါတယ်နောက်စလုံးပေါင်းအမှန်ကဇီတီလို့ရေးထားပြီမဲ့အတန်ထွက်တဲ့နေရာမှာတော့ဇေဒီလို့အတန်ထွက်ပါတယ်စလုံးပေါင်းအမှန်ကနွားပြာကြီးလို့ရေးထားပြီမဲ့အတန်ထွက်ပုံကနဗျာကြီးလို့အတန်ထွက်ပါတယ်စလုံးပေါင်းအမှန်ကကုတုခလို့ရေးထားပြီမဲ့အတန်ထွက်ပုံကကဒုကလို့အတန်ထွက်ပါတယ်အဲဒီတော့ဒီအတန်ထွက်ပုံတွေကိုစလုံးပေါင်းအမှန်လို့တော့ယူတဲ့သူကတော့မှားပြီးသားမှတ်ပြီးတော့စလုံးပေါင်းအမှန်လို့ယူရမှာကဒီဘက်ကသူ့ရဲ့အနက်အဓိပ္ပာယ်ရှိနေတဲ့အဲဒီပန်းရောင်ဘက်အချမ်းကစလုံးပေါင်းတွေကိုအမှန်ယူရမှာပါစလုံးပေါင်းအမှန်ကိုရေးရင်အနက်မူရင်းအဓိပ္ပာယ်ကိုမပေးရဘူးတဲ့စလုံးပေါင်းအမှန်ကိုရေးပြတော့မယ်ဆိုရင်အနဲ့ဆိုတာမူရင်းအဓိပ္ပာယ်ကိုဆိုလိုတာပါအနဲ့ကိုမပေးရဘူးဒါတော့အနဲ့ဆိုတာဘာလဲအဓိပ္ပာယ်ဆိုတာဘာလဲဆိုတာကိုကျွန်တော်တို့သိထားဖို့လေလိုရတယ်ဒါသူကလည်းအနဲ့နဲ့အဓိပ္ပာယ်အတူတူပဲလို့မှတ်တာအနဲ့နဲ့အဓိပ္ပာယ်ဆိုတာကမတူပါဘူးဘယ်လိုမတူလဲဆိုတော့အနဲ့ဆိုတာကမူရင်းအဓိပ္ပာယ်မူရင်းအဓိပ္ပာယ်ဆိုတာဒါဘာလဲဆိုတော့အဓိပ္ပာယ်ဆိုတာဆိုလိုရင်းသဘောကိုပြောတာဒါတော့အနဲ့နဲ့အဓိပ္ပာယ်မတူပုံလေးကိုဆက်လက်ပြီးရှင်းပြပါဦးမယ်အနဲ့နဲ့အဓိပ္ပာယ်ကိုကွဲပြားအောင်ရှုပါသွားရည်ဆိုတဲ့စ
စကလုံးရဲ့အနက်ကသွားရည်ဆိုတော့သွားနဲ့ရည်နဲ့သွားရည်အတန်ထွက်တာတော့သရီပေါ့ကျွန်တော်တို့ပါဇက်တွေကထွက်တဲ့သရီပေါ့လေအဲ့တော့ကျွန်တော်တို့ဒီဥစ္စာကိုအနက်ခွဲကြည့်မယ်ဆိုရင်ဒီသွားသရီဆိုတဲ့စကလုံးရဲ့အနက်ကိုကြည့်မယ်ဆိုရင်သွားနဲ့ရည်နဲ့နှစ်ခုပါမယ်သွားဆိုတာကဘာလဲသွားဆိုတာကကိုက်ဝါကြိတ်ချီရန်တရဝါဤကတွင်၌အစီအကြီးတည်နေသောမဟာကျောသည့်အရာလို့ဒါအဘိဓမ္မာဖွင့်ဆိုထားပါတယ်ဟုတ်ပြီသွားတော့ရပြီရည်ဆိုတာကပါရည်ဆိုတာယူစည်းသောအရာအည်ကိုဆိုလိုတာပါတယ်ဒီတော့ကအနက်ကတော့သွားရည်မှာအနက်က2မျိုးရှိဒါတော့သိပါပြီဟုတ်ပြီဒါဖြင့်သွားရည်ဆိုတဲ့စလုံးပေါင်းရဲ့အနက်ကိုသိပြီးရင်အဲ့ဒီသွားရည်ရဲ့အဓိပ္ပာယ်ကိုလည်းသိထားဖို့လိုပါတယ်အနက်ကခုနပြောတဲ့အချက်2ချက်ဟုတ်ပြီဒီအဓိပ္ပာယ်ကဘာလဲအနက်ကတော့ဟုတ်ပြီဒီသွားနဲ့ရည်နဲ့ပေါင်းတော့အဓိပ္ပာယ်ကဘာလဲအတန်ထွက်တာကတော့သရီလို့ထွက်ပြီးဟုတ်ပြီသရီဆိုတာဘာလဲသရီဆိုတာအဓိပ္ပာယ်အဖြစ်တော့ကတွင်းမှာစိတ်ထွက်တော့အည်တဲ့ဒါကအဓိပ္ပာယ်ဖြစ်ပါတယ်စောစောကပြောတာကအနက်က2ခုရှိပါတယ်အဲ့ဒီ2ခုကိုပေါင်းပြီးတော့အဓိပ္ပာယ်ကိုဖွင့်နိုင်မယ်ဆိုရင်တော့သရီဆိုတာကတွင်းမှာစိတ်ထွက်တော့အည်ဆိုတာဖြစ်သွားပါတယ်ဟုတ်ပြီသရီကိုမနော်သသူထုရပ်ပလက်ရည်သရီလို့အတန်ထွက်ရပါတယ်ဟုတ်ပြီအဲ့သသူထုရပ်ပလက်ရည်သရီဆိုတာကိုကျွန်တော်တို့စလုံးပေါင်းအစစ်အမှန်ဆိုသွားရည်လို့မရပါဘူးဘာဖြစ်လို့မရဘူးလဲလို့ဆိုတော့ကဒီသရီဆိုတဲ့ထဲမှာသွားဆိုတဲ့အားလည်းအနက်ကလေးမပါရည်ဆိုတဲ့အနက်ကလည်းမပါတဲ့အတွက်ကြောင့်အတန်ထွက်တက်ကရေးပြထားတဲ့အတွက်သူ့စလုံးပေါင်းအတီးအမှန်လို့မတတ်မှာပါဟုတ်ပြီအဲ့ဒီသရီလို့အတန်ထွက်ပြီးမှစလုံးပေါင်းပြတဲ့ကမူရင်းအဓိပ္ပာယ်အနက်ဖြစ်တဲ့သွားနဲ့ရည်ကိုပေဖြောက်ပြီးမရေးရပါဘူးဒီသွားရဲ့ဒီရည်ဆိုတဲ့သူ့ရဲ့အနက်တွေရှိနေတယ်သွားဆိုတဲ့အနက်ရှိတယ်ရည်ဆိုတဲ့အနက်ရှိတယ်အဲ့ဒီအနက်တွေကိုပေဖြောက်ပြီးတော့မရေးရပါဘူးတဲ့စလုံးတကယ်ပေါင်းပြီဆိုရင်ဒါကြောင့်သွားရည်ကိုသရီဆိုတဲ့အတန်တွဲအတိုင်းမရေးပဲသွားရည်ကိုသွားရည်လို့သာစလုံးပေါင်းရတာပါတဲ့ဟုတ်ပြီမူရင်းအဓိပ္ပာယ်ဖြစ်တဲ့စကားလုံးရင်းမြစ်ဖြစ်တဲ့မူရင်းအဓိပ္ပာယ်ဆိုစကားလုံးရဲ့အရင်အမြစ်ပေါ့နော်ဘယ်လာလဲဒီစကားလုံးဟာဆိုတာအဲ့ဒါအနက်ပါအနက်ကိုမပေးဖြောက်ပဲစလုံးပေါင်းရတဲ့အတွက်ဟာဒီမှာဖယားဖားနဲ့ရပ်ပလေးကြောက်ဥစ္စာလုံးပေါ့ဖယားလို့အတန်ထွက်ပြီးမယ်သူ့အနက်အတိုင်းဘူရာလို့အတန်ဘူရာလို့ရေးရပါတယ်စလုံးပေါင်းရပါတယ်ဒီမှာဖုံးကြီးလို့အတန်ထွက်ပြီးမယ်အနက်အတိုင်းဘုံကြီးလို့ရေးရပါတယ်ဇီဒီလို့အတန်ထွက်ပြီးမယ်အနက်အတိုင်းစစ်တီလို့ရေးရပါတယ်နဗျာကြီးလို့အတန်ထွက်ပြီးမယ်အနက်အတိုင်းနွားပြကြီးလို့ရေးရပါတယ်ကဒုကလို့အတန်ထွက်ပြီးမယ်အနက်အတိုင်းကုတုခလို့ရေးရပါတယ်အဲ့ဒါလို့စလုံးပေါင်းရတဲ့ထုံးစံကြောင့်တရားမင်းလို့အတန်ထွက်ပြီးမယ်ဟောအနဲ့အတိုင်းသိကြမင်းလို့စလုံးပေါင်းရပါတယ်လူတယောက်လို့အတန်ထွက်ပြီးမယ်အနဲ့အတိုင်းလူတယောက်လို့စလုံးပေါင်းရပါတယ်လူတယောက်လို့စလုံးပေါင်းရတာကဒီလူကတော့အနဲ့လူတယောက်မှာလူတယောက်လို့ဟာတယ်လို့တာဝင်းဘူးနဲ့တယောက်လောက်ထားရင်လူကတော့အနဲ့မှန်ပါတယ်ဒီတာတစ်ကိုစားမပြုပါဘူးဒီတာအတန်ထွက်တာလည်းပဲရှိပါတယ်ဒါတော့ဒီတာအနဲ့လည်းမဟုတ်ပါဘူးဒါတစ်ပါလို့ဆိုတဲ့အနဲ့မရှိပါဘူးဒါကြောင့်မလို့လူတယောက်လို့ဆိုတဲ့အတန်ထွက်ပြီးမဲ့လူတယောက်ရဲ့လူအတန်ထွက်ပြီးမဲ့စလုံးပေါင်းတဲ့ခါလူတယောက်လို့စလုံးပေါင်းရပါတယ်ဘာလို့ဆိုတစ်ကသူ့ရဲ့မူရင်းအနဲ့ဖြစ်နေလို့ဒီအနဲ့မပါရင်စလုံးပေါင်းမဖြစ်ပါဘူးနမကြီးလို့အတန်ထွက်နမကြီးလို့အတန်ထွက်ပြီးမဲ့အနဲ့အတိုင်းဟာနွားမကြီးလို့စလုံးပေါင်းဘာဖြစ်လို့လဲဆိုတော့ဒီနမကြီးဆိုတာမှာအတိတ်ပဲနဲ့အနဲ့မပါပါဘူးနမကြီးဆိုတာဘာမှမသိပါဘူးအတန်ထွက်ပဲရှိပါတယ်နွားမကြီးလို့ရေးမှသာနွားမှသိမယ်အမတတ္တဝါမှန်အမတဘာဝရှိတဲ့တတ္တဝါမှန်လည်းသိမယ်ကြီးမားတဲ့အခြေအနေရှိကြောင်းကိုလည်းသိတာဒါကြောင့်မို့လို့သူ့ရဲ့မူရင်းအနဲ့တွေကိုဖျောက်ပြီးတော့ရေးလို့မရပါဘူးဒါကြောင့်နွားမကြီးလို့စလုံးပေါင်းရပါတယ်
ငပိလို့အတန်ထွက်ပြီမယ်အတန်ထွက်တာတော့ငပိပါပဲဒါပေမဲ့အနဲ့အတိုင်းငါပြီလို့စလုံးပေါင်းရပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီငါနဲ့ပြီမှာအနဲ့အဓိပ္ပာယ်မပါလို့ပါပဲငါဆိုတာလေအတဲ့ဘိဗယ်မပါဘူးပြီဆိုတာအနဲ့အဓိပ္ပာယ်မပါပါဘူးဒီမှာကငါပြီဆိုတာကငါနဲ့လှုပ်ထားတယ်နော်ငါနဲ့လှုပ်ထားတဲ့စားရဖြစ်နေတဲ့အတွက်ကြောင့်ဒီငါဆိုတဲ့မူရင်းအနဲ့ကိုပြန်ထည့်ပြီးတော့ရေးရပါတယ်မူရင်းအနဲ့ကိုပေဖြောက်ပြီးတော့ဟဲ့လို့ငပိဆိုပြီးတော့လွယ်ကူဖြစ်ခဲ့တဲ့ဆန်းအဲ့လိုရေးလို့မရပါဘူးဘယ်ခေတ်ကရေးခဲ့အလွယ်သုံးခဲ့တဲ့ခေတ်ဒီတုန်းကတော့အလွယ်သုံးလို့ရပြီမဲ့စလုံးပေါင်းဆိုတာလေလူလိုပါပဲပစ္စည်းလိုပါပဲသင်္ခါရသဘောအရအမှန်ဘက်ကိုပြောင်းရပါတယ်ဒါကြောင့်မလို့ငပိလို့စလုံးပေါင်းတာထပ်ပြီးရှင်းပြမယ်ဆိုရင်ရှင်းပြခဲ့တဲ့အတိုင်းပါပဲငပိဆိုတဲ့စလုံးပေါင်းကအတန်ထွက်ပုံကိုသာရေးပြတဲ့စလုံးပေါင်းဖြစ်ပြီးမူရင်းအဓိပ္ပာယ်အနဲ့မရှိတဲ့အတွက်တီဘုတ်အဖြစ်သတ်မှတ်လို့မရပါဘူးတီဘုတ်ဆိုတာကျွန်တော်တို့အတီးပြုတ်ထားတဲ့ပုတ်အတီးပြုတ်ထားတဲ့စလုံးပေါင်းကိုတီဘုတ်လို့ခေါ်တီဘုတ်အဖြစ်သတ်မှတ်လို့မရပါဘူးအတန်ထွက်ပုံကိုပြတဲ့စလုံးပေါင်းမျိုးကိုအတီးယူလို့မရပါဘူးငါးပြီဆိုတဲ့စလုံးပေါင်းကတော့ငါးဆိုတဲ့အနဲ့အဓိပ္ပာယ်ထင်ရှားရှိတဲ့ကြောင့်ငါးပြီကမှန်ပါတယ်လို့ဒီတော့အဓိပ္ပာယ်နဲ့အနဲ့နဲ့မပါလို့ရှိရင်စလုံးပေါင်းအမှန်မဖြစ်ပါဘူးတပ်ပုံအမှန်မဖြစ်ပါဘူးပေါင်းလို့စလုံးပေါင်းနဲ့စလုံးပေါင်းတဲ့အခါမှာကျွန်တော်ဒီစလုံးပေါင်းတော့မှအနဲ့နဲ့အဓိပ္ပာယ်တစ်ခုပါရလားမပါလို့ရှိရင်အဲ့ဒီစလုံးပေါင်းကမှားပါတယ်လို့တောင်းတန်ပေါက်ကလေးနဲ့လက်ဆောင်ပေးလိုက်ပါမယ်တပ်ပုံမှန်အောင်ရင်းနီးအဓိပ္ပာယ်3အနဲ့ပြုံးစလုံးမပေါင်းနဲ့ရှင်းပါတယ်အဓိပ္ပာယ်3ဆိုတာကတော့ပြက်3ပဲပေါ့အဓိပ္ပာယ်မရှိဘူးပေါ့နော်အနဲ့ပြုံးနဲ့ဆိုတာကလည်းအနဲ့ကလည်းပြုံးပြီးသွားပြီသူကခုနလိုနမကြီးလို့ရေးလိုက်တဲ့အခါမှာနာရဲ့မရဲ့ခန်းရပင်းလုံးကြီးတင်စကားဥစ္စာနှလုံးပေါက်ကြီးဩခုနလိုဒီနမကြီးလို့အတန်ထွက်ပြီမဲ့ဒီနမကြီးမှာတခုချင်းလိုက်ရှာကြည့်နာရဲ့မရဲ့ကြီးမှာဘာအနဲ့ဘာအဓိပ္ပာယ်မှာမပါတဲ့အတွက်ကြောင့်သူကအဓိပ္ပာယ်ပြည့်သုံးနေပါတယ်အနဲ့ဒီပြည့်သုံးနေပါတယ်ဒါကြောင့်မလို့အဓိပ္ပာယ်3အနဲ့ပြုံးစလုံးမပေါင်းနဲ့တဲ့ကဲဒီတမောက်ကလေးကိုလက်ဆောင်ပေးနေကဲဒီနေ့မိကွန်းလေးကိုတော့ဒီလိုဖြည့်ပြီးနဲ့နားလိုက်ပါဦးမယ်လို့ကဲနားထောင်ပေးတာကျေးဇူးတင်ပါတယ်ခင်ဗျာ